နှလုံးသုံးလုံးကဏ္ဍတွေကိုအခုလိုအတိအကျဟောပေးနိုင်လို့ online ပေါ်နာမည်ကြီးနေတဲ့အဘဘိုးတော်ဝင်းစိန်ရဲ့နောက်ွယ်ကအကြောင်းရင်းမြန်မာနိုင်ငံမှာအပေါ်အများဆုံးကဘိုးတော်တွေလို့ထင်ပါတယ်နော်အခုလဲ9ရက်သားသမီးတွေကိုမဆဖို့အတွက်ဘိုးတော်တစ်ပါးပေါ်လာပြန်ပါပြီရှင်သူကတော့အဓိကအဖြစ်ငွေကြေးခက်ခဲနေတဲ့သူတွေကိုကယ်တင်ပေးနေတာလို့လည်းသိရပါတယ် social platform တစ်ခုဖြစ်တဲ့ TikTok မှာတော့ဘိုးတော်ဝင်းစိန်ဆိုရင်မသိသူမရှိသလောက်ပါပဲယနေ့နေသူတွေအတွက်တော့ကာယုတမင်ကအကဲကူရာဖြစ်တယ်လို့ငွေကြေးခက်ခဲလွန်းနေတဲ့သူတွေအတွက်လည်းအဘဘိုးတော်ဝင်းစိန်ကကူညီပေးနေတယ်လို့လည်းယုံကြည်ကြသူတွေရှိနေပါတယ်တချို့တွေအတွက်ကတော့အဘဘိုးတော်ဝင်းစိန်ဆိုတာဘယ်လိုလူမျိုးလဲဘလောက်ထိကူညီပေးနိုင်တဲ့ဘိုးတော်လဲဆိုပြီးတော့လည်းသိကျင်နေကြတဲ့သူတွေရှိနေပါတယ်အဘဘိုးတော်ဝင်းစိန်ဆိုတာကတခြားဘိုးတော်တွေလိုမျိုးရှစ်ပြစ်တွေဟောပြောနေတဲ့ဘိုးတော်တယောက်တော့မဟုတ်ပါဘူးသူကမွန်တိုင်းသားကျုပ်ဖြစ်ပြီးတော့သုံးလုံးကဏ္ဍနေပေးရမှာတစင်ယုံကြည်သူတွေပို့ပြီးတော့ပေါ်များလာတာဖြစ်ပါတယ်။သူပေးလိုက်တဲ့သုံးလုံးကဏ္ဍတွေကအမှန်ကန်လွန်းလို့ငွေကြေးအဆင်ပြေသွားကြတဲ့သူတွေလည်းများတယ်လို့သိရပါတယ်။တချို့တွေကတော့ဘိုးတော်ဝင်းစိန်ကထွေရပေါက်ဘိုးတော်မို့ဒီလိုမျိုးမှန်ကန်တဲ့ကဏ္ဍတွေကိုပေးနိုင်တာလို့လည်းပြောနေကြတာတွေရှိပါတယ်။ဒါကြောင့်လည်းတဆင်စကားတဆင်နာဆိုတော့အခုဆိုရင်တော့အဖဘိုးတော်ဝင်းစိန်ကိုအနေနဲ့အရရက်ကလူတွေကလည်းအင်တာနက်ကနေတဆင်သိရှိလာကြပြီးအရွယ်မျိုးစုံယုံကြည်စွာအကူလာကြတာတွေကိုတွေ့ရပါတယ်။သူပေးလိုက်တဲ့သုံးလုံးကဏ္ဍကမှန်လို့အယောက်ပေါင်းတောင်းချီပေါက်သွားကြတဲ့သူတွေလည်းရှိတယ်လို့သိရပါတယ်။အခုလဲ16ရက်နေ့မှာဖွင့်မဲ့သုံးလုံးကဏ္ဍကိုလည်းအဘကပေးမှာမို့သူ့ကိုယုံကြည်တဲ့သူတွေကသူ့ရဲ့ဖုန်းနံပါတ်ကိုဆက်သွယ်ပြီးတော့တောင်းဆိုလို့ရတဲ့အကြောင်းသူ့ရဲ့ TikTok အကောင့်မှာပြောထားပါတယ်။အခုခါမှာတော့အကောင့်ကျူတွေကလည်းပေါ်များလွန်လာလို့ဘယ်အကောင့်ကဘိုးတော်ဝင်းစင်အဆက်လဲဆိုတာတောင်ခွဲခြားရခက်ခဲနေပါတယ်။ဒါကြောင့်အဖဘိုးတော်ဝင်းစိန်ကိုယ်တိုင်ဗမာစကားကိုကျွမ်းကျင်စွာမပြောတတ်ပေမဲ့အကောင့်တူတွေကိုသတိထားကြဖို့ပြောထားပါတယ်နော်အဖဘိုးတော်ဝင်းစိန်စီမှာမမြင်ကျင်လောက်အောင်အပေါ်များဆုံးကတော့ဒီဇိုင်းအမျိုးမျိုးနဲ့ဖန်တီးထားတဲ့ပတ်စံပန်းစည်းကြီးတွေလို့တောင်ပြောရမလို့ပါပဲရှင်သူကူညီကယ်တင်ပေးလိုက်လို့အဆင်ပြေသွားကြတဲ့သူတွေကအဝေးကနေပေးဖို့လာကြသလိုတချို့ကိုယ်တိုင်လာပေးကြတဲ့မြစ်တာလက်ဆောင်ပတ်စံပန်းစည်းကြီးတွေကတော့သူ့နောက်မှာအရှံပဲပါပဲ300ကျော်ပတ်စံပန်းစည်းကြီးတွေနဲ့အဖဘိုးတော်ဝင်းစိန်ရဲ့မြစ်တာကိုပြန်လည်အသိမှတ်ပြုကြတဲ့သဘောလို့ပြောရမယ်ထင်ပါတယ်ဒါ့အပြင်အဖဘိုးတော်ဝင်းစိန်ကိုပေါ်မှာလည်းပတ်စံပန်းကုန်တွေနဲ့မို့ဘိုးတော်ဝင်းစိန်တယောက်တခြားဘာလုံးမလုပ်เสียမလို့လောက်အောင်ဝင်ငွေတွေကပေါ်များလွန်းနေတာဖြစ်ပါတယ်တပည့်ချွေရန်တင်မင်းနေများစွာနဲ့အကျူအဘကတော့9ရက်သားသမီးတွေကိုကစ်တင်မယ်လို့လည်းပြောထားပါတယ်သူ့ကိုယုံကြည်သူတွေကလည်းအခုဆိုရင်တော့တဖြည်းဖြည်းများလာတာကိုတွေ့ရပါတယ်ဒီလိုမျိုးယုံကြည်သူတွေထဲမှာတကယ်ပဲသုံးလုံးကဏ္ဍမှန်ကန်လို့ယုံကြည်လာကြတာလားဒါမှမဟုတ်ဘလို့အကြောင်းတွေနဲ့ပတ်သက်ပြီးတော့ယုံကြည်လာကြတဲ့သူတွေဖြစ်မလဲဆိုတာတော့မသိနိုင်ပါဘူးတစ်ဖက်မှာလည်းဒီလိုပေါက်ကဏ္ဍနေပေးတာဟာတိုက်ဆိုင်မှုတသက်လို့ပြောနေကြတဲ့သူတွေလည်းရှိပါတယ်ခေပညာတတွေကတော့ဒီလိုအကြောင်းအရာတွေကိုလုံးဝဆန့်ကျင်နေကြပြီးဒါဟာအချင်းချင်းမရှိဘူးလို့လည်းပြောနေကြပါတယ်အားလုံးသိတဲ့အတိုင်းသုံးလုံးကဏ္ဍပေါက်ဖို့ဆိုတာကလည်းမလွယ်ကူပေမဲ့ဘိုးတော်ဝင်းစိန်ကတော့ပေါက်အောင်ကူညီပေးနိုင်တာကြောင့်သူ့ကိုယုံကြည်သူတွေများလာတာပဲဖြစ်ပါတယ်ဘိုးတော်ဝင်းစိန်ကတကယ်ပဲထွက်ရပေါက်ဘိုးတော်တရားမို့ဒီလို